ကြားဖြန့်ဂိုင်းကျုပ်တွေပမာရှိနေလေပေါ့ကြားဖြန့်ဂိုင်းကျုပ်တွေရှိမယ်ဆိုရင်တော့ကျွန်တော်တို့တွက်ချက်လို့ရတဲ့အနေအထားရှိတယ်ဒီကြားဖြန့်လုပ်ငန်းကြီးရန်တရားကြီးလက်ပတ်ဖို့အတွက်အသုံးပြုတဲ့ကွန်ပျူတာတွေကွန်ပျူတာတွေအားလုံးဘယ်ရောက်လဲဆိုခင်ဗျာကျွန်တော်တို့လာမြန်မာပြည်တွင်းမှာရှိတဲ့ KMBL လည်းဝယ်တာမဟုတ်ဘူးပြည်တွင်းမှာရှိတဲ့လာကျွန်တော်တို့ကုမ္ပဏီတွေကနေဝယ်တာမဟုတ်ဘူးထိုင်းကနေသွင်းတယ်ထိုင်းကနေဝယ်တယ်ပြီးဒီကြားဖြတ်လုပ်ငန်းသားမှာအသုံးပြုတဲ့ကျွန်တော်မိုဘိုင်းဖုန်းတွေအားလုံးကခင်ဗျာဒီပြည်တွင်းမှာရှိတဲ့နာမည်ကြီးတဲ့ဖုန်းဆိုင်တွေနဲ့ဝယ်တာမဟုတ်ဘူးထိုင်းကနေဝယ်တယ်ဖုန်းတွေထိုင်းရဝယ်တယ်အဲ့တော့ဒီကောင်းတွေကျွန်တော်တို့ဒီဖုန်းတွေကွန်ပျူတာနဲ့ဆက်သွယ်ဖို့အတွက်အင်တာနက်ကိုထိုင်းရရောင်းပေးတယ်ဒီစိုက်ရန်တရားကြီးလဲပတ်ဖို့တဲ့ကျွန်တော်လျှက်စစ်မီလို့လေလျှက်စစ်မီကိုလည်းထိုင်းရရောင်းပေးတယ်ပြီးဒီမှာရှိတဲ့ဒီကြားဖြတ်လုပ်ငန်းတွေခင်ဗျားတို့မြင်နေရတဲ့လက်ရှိဒီတက်မတော်ဖြိုချနေအဆောက်အဦတွေတက်မတော်ဖြိုချနေအဆောက်အဦတွေအားလုံးကဒီအဆောက်အဦတွေကကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့လိုင်စီယန်အင်ဂျင်နီယာလိုင်စီယန်ကန်ထရိုက်တွေနဲ့လိုင်စီယန်အင်ဂျင်နီယာတွေဆောက်လုပ်တာမဟုတ်ဘူးထိုင်းမှာရှိတဲ့လုပ်ငန်းရှင်ထိုင်းမှာရှိတဲ့လုပ်သားတွေကနေပြီးတော့ကျွန်တော်ဆောက်လုပ်တာဒီမှာရှိတဲ့ကျွန်တော်တို့ဒီဆောက်လုပ်ရေးပစ္စည်းအားလုံးကလည်းမြန်မာပြည်တွင်းကနေမြောက်ဦးတွေရောက်လာတာမဟုတ်ဘူးထိုင်းဘက်ကနေတောင်းရင်းမြကူပြီးတော့မြောက်ဦးတွေကိုရောက်လာတာရှင်းလေးပဲပြီးတော့ကျွန်တော်ဒီမှာစားဖို့တောက်ဖို့လူတွေစားဖို့လူတွေရှိတော့ဗျာလူတွေဒီဆောက်လုပ်ရေးလုပ်ငန်းတွေပေါ့ဒီကြားဖြတ်အဆောက်အဦတဲဖို့အတွက်ဖြစ်လာတဲ့ကျွန်တော်တို့ရောက်လာတဲ့လူတွေစားဖို့တော့ကလည်းထိုင်းရပဲပံ့ပိုးပေးတာခင်ဗျာရှင်းလေးဒါကြီးကခင်ဗျာထိုင်းအစိုးရအဖွဲ့တနည်းအားဖြင့်ထိုင်းနိုင်ငံရဲ့ပါဝင်ပတ်သက်မှုမရှိရင်ကျွန်တော်ဒီကြားဖြတ်လုပ်ငန်းတွေဖြစ်မလားအဲ့တော့ကြားဖြတ်နဲ့ပတ်သက်ရင်တကယ်လက်တွေကကျွန်တော်တို့ထိုင်းနိုင်ငံမှာကျွန်တော်စဉ်းစားကြည့်ပါဒီလူတွေကခင်ဗျာလည်းကျုပ်တို့နိုင်ငံလေဆိပ်ကဝင်လာမှာမဟုတ်တာကျုပ်တို့လေဆိပ်ကဝင်လာတာမဟုတ်ဘူးလေဗျာခင်ဗျာဒီထိုင်းဘက်ကပဲဝင်လာတာပဲလက်ရှိလည်းခင်ဗျာတက်မတော်ကခင်ဗျာနှိမ့်လဲနှိမ့်နေလိုက်ကောအဲ့ဒီကြားဖြတ်အုပ်စုဘယ်ပြေးလဲခင်ဗျာသူလာရလမ်းတိုင်းပဲပြန်တာပဲသူတို့လာရလမ်းတိုင်းပြန်တာပဲခင်ဗျားတို့လူတိုင်းမှာခင်ဗျားတို့အားလုံးကလာရလမ်းပဲပြန်ကြတယ်လာရလမ်းပဲပြန်ကြတယ်အခုခင်ဗျာပြည်ပေါ်မှာရှိတဲ့အလုပ်လုပ်ကိုင်နေကျွန်တော်နိုင်ငံသားတွေနှစ်ပြည့်တဲ့အခါမှာသူတို့လာရလမ်းဖြစ်တဲ့မိခင်စီကိုပဲပြန်ရတာပဲကိုရဲ့ဟလာကိုနေထိုင်ရာရွာကိုပဲပြန်ရတာပဲကိုနေထိုင်ရာမြို့ကိုပဲပြန်ရတာပဲလက်ရှိခင်ဗျာဒီကြားဖြတ်နေတာဘယ်ပြန်လို့ထိုင်းဘက်ကိုပဲပြန်တယ်တောင်မြစ်ကိုပဲထိုင်းဘက်ကိုပြန်ကူတယ်အဲ့ဒါသူတို့လာရလမ်းပဲအေးပါဟုတ်ပါပေါ့နေစမ်းမအောင်အဲ့လက်ရှိကွာအဲ့ကြားဖြတ်နေလောက်တဲ့ဒီကရင်ပြည်နယ်မှာရှိနေထားပါရွှေကုတ်ကိုပေါ့ရွှေကုတ်ကိုမှာရှိနေတဲ့အဆောက်အုံတွေကိုထိုင်းလူမျိုးတွေကလာဆောက်တယ်လို့မင်းပြောရနော်မင်းကပြောပြမယ်မင်းထိုင်းနိုင်ငံမှာရှိတဲ့လန်တရားတော်မှာမြန်မာလူမျိုးတွေမြန်မာနိုင်ငံသားတွေပေါ့ကွာမြန်မာနိုင်ငံသားတွေပဲပါတာထိုင်းလူမျိုးတွေကလက်ချိုးရည်လို့ရမြန်မာနိုင်ငံသားတွေကြီးပဲဝင်ဆောက်ပေးတာထိုင်းနိုင်ငံမှာရှိနေတဲ့လမ်းတွေတရားတွေအကုန်လုံးကမြန်မာလူမျိုးတွေမြန်မာနိုင်ငံသားတွေကြီးပဲစောက်ပေးရတာမင်းပြောသလိုအဲ့ကြားဖြန့်နဲ့ပတ်သက်ပြီးတော့မှအခုလက်ရှိရွှေကုတ်ကိုတို့ကေကေပတ်တို့မှာစောက်တဲ့စောက်တွေထိုင်းနိုင်ငံသားတွေဆိုတော့မင်းကလည်းမင်းလူမပြောနဲ့မင်းပြောတဲ့စကားကိုခွေးတောင်မှစဉ်းစားတတ်တဲ့အုံနောက်လုံးဝလူစကားကိုနားလေတဲ့အုံနောက်ရှိဆိုမင်းစကားကိုခွေးတောင်လက်ခံမှာမဟုတ်ဘူးတကယ်ကောင်လို့အဲ့ဖုန်းတွေပါတယ်ထိုင်းနိုင်ငံကမွေလို့မင်းမြန်မာနိုင်ငံကဝယ်ရမလားမင်းမြန်မာနိုင်ငံကဖုန်းဆိုင်နေတောင်မှသူများနိုင်ငံကနေဖုန်းတွေမှာပြီးဝယ်နေတာမဟုတ်ဘူးလားအော်တကယ်ထိုင်းနိုင်ငံကလည်းကြားပြန်ဂိုင်းကျုပ်ဖြစ်တည်တယ်တကယ်ကောင်အေးပါစစ်လော်ဘီလေးရဲ့စစ်လော်ဘီတော့ရိုးစစ်လော်ဘီပုံတော့စစ်လော်ဘီအတုအာကူကျော်စိုးရပြောလိုက်ရင်ပါဇက်နဲ့ဖိနေများလိုရဲနေတယ်လားမသိ